ဖြစ်ကတော့မနှစ်ကနေကိုမတူဘူးဟင်းမရှိလို့ဆိုပြီးတော့လက်ဖက်တုပ်စားမင်းပေါ့လက်ဖက်တုပ်တာအဲ့ဒါစီရွာမရှိဘူးခင်ဗျာအဲ့ဈေးသွားလို့ချင်းလေးအဲ့လောနဲ့ဘာဒီကိုလောမှမသိဘူးကိုလည်းအံ့ဩတယ်ဒီလားအဲ့မြဲလောနာပြီးဘာမှမပါလာဘူးကဲမတက်နိုင်ဘူးခဏကိုအစီလျှော့ချဖို့အရေးပေးကြုံနဲ့လက်ဖက်နဲ့ဘုံကြောင်လေးနဲ့ထည့်ပြီးတော့ပဲစားမှာပဲဒီအဲ့ဈေးသွားလို့ချင်းလေလောပြီးတော့အိမ်ပြန်ကျင်တာချက်ချင်းပြန်ကျင်တာဘာမှမဝယ်ရသေးဘူးအပြန်မှုပဲတွေးနေအဲ့တကယ်ကြာလို့ချင်းအသွားရင်သွားပြီပြန်လာပြီအဲ့ပြရလို့ချင်းမေးတာရင်းနဲ့ဟာမပါဘူးလက်ဖက်တုပ်ကိုကြည့်ဘုံကြောင်နဲ့ပေးကြုံနဲ့စီမပါဘူးလက်ဖက်တုပ်ကလေစီပါမှစားလို့ကောင်းတာတည်တယ်ခုတော့စီမပါတဲ့လက်ဖက်တုပ်ကိုစားရပါမှာ